ဆဲတယ်ဆိုတာသူဆဲကိုဆဲမှာကောင်းတာလေသူတစ်လုံးဆဲတော့ကိုကနှလုံးပြန်ဆဲအဲ့ဒါမှအားရှိရလေနော်တယောက်တည်းဆိုလို့ရှင်ဆဲလို့မကောင်းလေနော်ဖះလက်ထက်ကတအားဆဲချက်နဲ့ပုံနာကြီးတယောက်ရှိပါတယ်တရက်မှာသူကဒေါသတကြီးနဲ့ဖះကိုသွားဆဲပါတယ်ဒေါသနဲ့လာတဲ့သူကိုဖះကဒေါသနဲ့မတုံ့ပြန်ပါဘူးရှင်ဒေါသကိုဒေါသနဲ့တုံ့ပြန်လို့ရှင်မီးကိုမီးနဲ့ချိုးတယ်လို့ပဲအကုန်လုံးသူလောင်ကိုလောင်ပဲလေဖះကပုံနာကြီးကျမ်းမာပါစေရှမ်းသာပါစေဆိုပြီးတကယ်ကိုအကျိုးလိုလာတဲ့စိတ်လေးနဲ့မေတ္တာပို့ပါတယ်ပထမတော့ပုံနာကမေတ္တာကိုလက်မခံနိုင်ပါဘူးဆဲရင်နဲ့တယောက်တည်းဆဲရတာကြာလာတော့မောလာရောပုံနာကြီးတင်ဆဲလို့ပြီးပြီလားလို့မေးတော့မပြီးသေးဘူးအရှင်ဂေါတမဘာပြောမလို့လဲလို့ပြန်ပြောပါတယ်တင်းမိတ်ဆွေကိုတင်းကလက်ဆောင်ပေးတဲ့ဆိုလို့ရှင်အဲ့ပစ္စည်းကိုတင်းမိတ်ဆွေကမယူဆိုလို့ရှင်ဘသူစီမှာကြံမလဲတဲ့ပုံနာကြီးကတပည့်တော်စီမှာကြံမှာပေါ့လို့ပြန်ဖြေပါတယ်အဲ့လိုပဲတဲ့တင်းဆဲတာတွေကိုငါလက်မခံဘူးဆိုလို့ရှင်ဘသူစီမှာကြံမလဲလို့မေးရောဟာဟုတ်တာပဲငါစီမှာပဲကြံမှာပေါ့ဆိုပြီးတော့ပုံနာကြီးကသဘောပေါက်သွားပါတယ်တစ်ဖက်ကဒေါသနဲ့လာတာပဲဖြစ်စေကိုကဖြစ်တာပဲဖြစ်စေသူများဖြစ်တာပဲဖြစ်စေပေါ့နော်ဒေါသဖြစ်เสียအကြောင်းတရားလေးတွေပေါ်လာပြီဆိုလို့ရှင်သတိကပ်ရပါတယ်သတိကပ်မှသာလင်သူ့ရောကိုရောအေးချမ်းမှာပါ